ဝကိုတိုးတက်အောင်လှုပ်ရှင်ပေးမယ်အကျွေးကရှေးတလန်းတိုးတိုင်းဖိစီးနေတယ်လို့ခံစားရလားတခါတရံမှာလူတွေရဲ့စကားထက်အကျွေးကပိုကြောက်စရာကောင်းပါတယ်ကြက်တဲပြီးလမ်းမမြင်ပဲနေရစေမဲ့ဖိစီးသွားတဲ့ဘဝတစ်ခုလူတွေကြားမှာတသိပ်လေးရှိပြီးမဲ့အယူထိနာကျင်စေတဲ့အကြောင်းရင်းဒီနေ့မှာတော့အကျွေးကဘဝကိုဘယ်လိုလွမ်းမိုးလဲဘယ်လိုလွတ်အောင်ပြန်ထွက်နိုင်လဲတကယ်အဖြေကိုလက်တွေ့အကြံဉာဏ်တွေနဲ့ပြောပြပေးပါမယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ရသေးရင်လုပ်သွားပေးပါဦးနော်ဒါဆိုရင်ဗီဒီယိုလေးစလိုက်ကြရအောင်အကျွေးအများစုဟာအလိုဆန္ဒကြောင့်မဟုတ်ပဲမတွက်ချက်ပဲဆုံးဖြတ်ရှင်ကြောင့်ဖြစ်လာတာပါဝင်ငွေထက်ကုန်ကျစရိတ်များတယ်လူတာထက်ပိုပြီးကြွားဝါရှင်တာကြောင့်တနာရီလောက်ပဲတက်တန်းရှိတဲ့ခံစားချက်တွေအတွက်တစ်နှစ်လောက်ဝင်ငွေကိုအသုံးပြုလိုက်တယ်အကျွေးဟာမတွက်ချက်မစင်စားမှုကြောင့်ဖြစ်ရတာပါအကျွေးကစင်းထဲမှာပဲရှိနေမှာမဟုတ်ပါဘူးစိတ်ထဲမှာလည်းအချိန်ပြည့်နေရာယူထားပါတယ်အကျွေးကစိတ်ထဲမှာနေရာယူထားတဲ့အတွက်ကြောင့်အိမ်မပြောတာတွေစိတ်ဖိစီးမှုတွေအိမ်ထောင်ရေးအငင်းပွားမှုတွေဖြစ်စေတတ်ပါတယ်ဒါကြောင့်အကျွေးမစီရှင်ကစင်းစာအုပ်အတွက်မဟုတ်ပဲဘဝအတွက်ဖြစ်ပါတယ်အကျွေးတွေကမတူပါဘူးစီးပွားရေးတမားအများစုရဲ့အကျွေးကဝင်ငွေဖန်တီးနိုင်တဲ့အကျွေးဖြစ်ပါတယ်ဥပမာပြောရရင်လက်တော့တစ်လုံးကိုအကျွေးနဲ့ဝယ်လိုက်ပြီး freelance လုပ်တယ်စကွေးတွေတိုးတက်တယ်ဝင်ငွေရတယ်အဲ့ဒါကဝင်ငွေဖန်တီးနိုင်တဲ့အကျွေးပဲဖြစ်ပါတယ်လူတော်တော်များများမှာရှိတဲ့အကျွေးကတော့ပတ်စံကိုအတိုးနဲ့ရှေးလိုက်တယ်ဝင်ငွေရစေတဲ့အရာအတွက်အသုံးမချပဲနာမည်ကြီးအသုံးဆောင်တွေကိုကြွားဝါဖို့အတွက်ရှင်းငွေကိုအသုံးပြုပြီးဝယ်လိုက်တော့ဝင်ငွေမရပဲအတိုးတွေတိုးလာပြီးအကျွေးနုံထဲနှစ်သွားကြတယ်ဒါကြောင့်အကျွေးနုံထဲကနေရုံထွက်ဖို့နီလန်းတွေကိုပြောပြပေးပါမယ်နံပါတ်1အချက်စည်ရင်အတိအကျရေးပါအကျွေးကဘယ်လောက်ရှိလဲဘဒုစီမှာရှေးထားတာလဲလစဉ်အတိုးဘယ်လောက်လဲဆိုတာရေးထားပါနံပါတ်2အချက်ကတော့အတိုးကိုအရင်စထိန်ပါအတိုးများတာကအကျွေးကိုပို့ပြီးရှင်တန်စေပါတယ်ဒီအချက်2ချက်နဲ့အကျွေးကိုမဆက်နိုင်ပေမဲ့အကျွေးနုံထဲမနစ်အောင်ထိန်ပေးနိုင်ပါတယ်မိတ်ဆွေအကျွေးကတင်းရတန်ဖိုးကိုမတတ်မှတ်ပါဘူးအကျွေးရှိတဲ့အချိန်ကတင်းဘဝအတွက်တိုးတက်ဖို့စတင်လိုက်တဲ့အချိန်ပါပဲအကျွေးရှင်းတဲ့နေ့ကတင်းရစိတ်လွတ်လပ်တဲ့နေ့ဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျွေးနုံထဲနှစ်တဲ့သူတွေကိုအောင်မြင်ဖို့လမ်းပြလို့ရှင်ဖြစ်ပါတယ်အကျွေးတန်တရားမှလွတ်မြောက်နိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်